နွေရာသီတွင်ကျန်းမာစွာနေထိုင်နည်း1ရေသက်ပြည့်ပေါအောင်ဖြည့်ခြင်းမှာပူပြင်းတဲ့နွေရာသီမှာချွေးထွက်များခြင်းကြောင့်ခန္ဓာကိုယ်ကနေရေဓာတ်ပုံမှုဆုံးရှုံးနိုင်ပါတယ်ဒါကြောင့်ဝီရိုခန္ဓာကိုယ်မှာရေဓာတ်ပမာဏအလုံးလောက်ရှိနေစေဖို့တေချာလိဖြည့်တင်ဖို့ကအရေးကြီးပါတယ်ပုံမှန်အားဖြင့်ရေပင်မြတ်တော့ပေးနိုင်တယ်လို့ရေဓာတ်ရတဲ့အပီးနိုင်တွေကိုလည်းသာသုံးပေးနိုင်ပါတယ်နှစ်အတင်းဖက်ပြီးလေ့ကျင့်ခန်းလုပ်ပါတဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့ပြီးလေ့ကျင့်ခန်းလုပ်ဆောင်တာဟာဂျိုးပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုတိုးတက်စေပါတယ်။တိုင်းနာရမယ့်တစ်ချက်ကတော့တနေ့တာအတွင်းမှာအပူချိန်လျော့နေတဲ့မနက်ခင်းသို့မဟုတ်ညနေခင်းလိုအချိန်ဒီမှာပဲလေ့ကျင့်ခန်းလုပ်ဆောင်သင့်ပါတယ်။၃ကောင်းကောင်းအနားယူပါကျန်းမာဖြစ်လက်ပြီးစိတ်ရောကိုယ်ပါလန်းဆန်းတက်ကြွစေဖို့ကိုယ့်ကိုယ်ကိုကောင်းမွန်တဲ့အနားယူမှုလည်းပေးသင့်ပါတယ်။အားလရက်တွေမှာမိသားစုကမှမဟုတ်ချစ်ခင်ရတဲ့မိတ်ဆွေအပေါင်းအသင်းတွေနဲ့တန်ဖိုးရှိတဲ့အချိန်တစ်ခုဖြတ်သန်းပါသို့မဟုတ်ကိုယ်ဝါသနာပါတဲ့အရာတွေမိမိကိုယ်ကိုခရူးဆိုင်ခြင်းနီလန်းတွေနဲ့စိတ်ရောခန္ဓာအတွက်ပါအနားယူမှုကောင်းကောင်းရယူသင့်ပါတယ်။၄ကျန်းမာသာစားတော့ပါကျန်းမာခြင်းရင်ဝီရိုခန္ဓာအတွင်းထည့်သွင်းတဲ့အစာအာဟာရဓာတ်ကိုတေချာလေးစီစစ်ရွေးချယ်သင့်ပါတယ်။လူရသီလိုကာလဟာချွေးအလွန်ညွန်ထွက်လေးရှိတာကြောင့်စွမ်းအင်ရောကြပြီးအလွယ်တကူပင်ပန်းသွင်းမှုတွေကိုခံစားရတတ်ပါတယ်။ဒါကြောင့်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုတေချာလေးရွေးချယ်စားသုံးပေးသင့်ပြီးခန္ဓာကိုယ်ကိုအာဟာရနဲ့တအောင်ထိမ့်သိမ်းထားဖို့ကအရေးကြီးဆုံးလိုက်နာရမယ့်အချက်တစ်ခုပဲဖြစ်ပါတယ်။